မြတ်စွာဘုရားကတာပတပပိစ္ဆာသာသနတဝိနာတမုခံယသိဟာသာသနာတော်ပျက်စီးခြင်းရဲ့အကြောင်းလို့ဆိုပြီးတော့ဟောထားတာပါဒီနေရာဒီဝိဇ္ဇာစရဏတမ္ပနာဆိုတာမြတ်စွာဘုရားရဲ့တပိတာဝကဖြစ်ပြီးသာသနာတော်မှာကျင့်သုံးရမယ်ကိုချင်းတရားတွေကျင့်သုံးလို့ဝိပဿနာဉာဏ်ကအစသဗ္ဗရကျင့်စဉ်ကျင့်လို့ရလာတဲ့အဘိညာဉ်တရားတွေအဲ့ဒါလို့အဆင့်မြင့်တဲ့ဝိပဿနာဉာဏ်အာတဝခေယဆိုတဲ့အဘိညာဉ်ဉာဏ်ထိအောင်အမြင့်ဆုံးအဲ့ဒါလို့တရားတွေရဲ့အဆင့်ကိုမမီနိုင်တဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုတော့အဆင့်မမီသည့်အတွက်ကြောင့်လျှော့ပြီးတော့လှုပ်လာကြတယ်ဆိုပါစို့ယဟန်ဘဝဆိုတာအမတမခက်ခဲတယ်ဝိနိသိက္ခာပုဒ်တွေအမတများတယ်ဝိနိသိက္ခာပုဒ်တွေများသည့်အတွက်ကြောင့်လုံးဝစင်ကြယ်အောင်ယဟန်ဘဝမှာကျင့်ဖို့ခက်ခဲတယ်120သော9သွယ်သောသိက္ခာပုဒ်တွေထိမ့်သိမ့်မှုဂရေကိုရောင်ကျော်သောသိက္ခာပုဒ်တွေထိမ့်သိမ့်မှုအလွန်ခဲရင်တယ်အဲ့ဒါကြောင့်မလို့ယဟန်ဘဝဟာဒီတင်နှုံးသွားပေါ်မှာလမ်းလျှောက်ရတယ်လို့ပဲအန္တရာယ်ကြီးလွန်အားကြီးတယ်အဲ့တော့လွတ်လွတ်လပ်လပ်ရှိတဲ့ယသိပဲဝတ်ထားကောင်းတယ်ဆိုပြီးတော့ဘုန်းကြီးဘဝကတစ်ဖြစ်လဲယသိဝတ်ကုန်ကြယသိဝတ်လာကြတာအဲ့ဒီယသိဝတ်တဲ့အခါဒါဘာခေါ်တာတော့ဆိုယသိရံဘဝဆိုတာခရင်လို့ယသိဝတ်တယ်ဆိုအတူယူအားကြပြီးတော့ရှင်ပါတိလာလေးစောက်တည်ပြီးသူကလည်းယသိငါလည်းယသိနဲ့ဆိုတဖြည်းဖြည်းခက်ခဲတဲ့ကိုချင်းတရားတွေကိုမကျင့်နိုင်တဲ့အတွက်ကြောင့်ဘုန်းကြီးတွေဟာတဖြည်းဖြည်းယသိဘဝပြောင်းသွားကြတယ်အဲ့ဒါလို့ယသိဘဝပြောင်းသွားတာဟာအစစ်မြင့်တဲ့ဝိဇ္ဇာစရဏကိုအစစ်မမီလို့ပြောင်းသွားတဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်ဆိုတော့မြတ်စွာဘုရားကအမထကိုရှင်းပြတဲ့အခါမှာအခုလိုဝိဇ္ဇာစရဏတမ္ပရာဆိုတဲ့အကောင်းဆုံးသောဝိဇ္ဇာစရဏပြည့်စုံမှုရဲ့ပျက်စီးခြင်းအကြောင်း၄မျိုးဆိုတာဘာလဲလို့ဆိုရင်တဆင့်လျှော့ပြီးတော့ကျင့်တဲ့အကျင့်ကိုပြောတယ်